Chelsea အသင်းကတော့လာမယ့်နွေရာသီမှာဒါတိုက်စစ်ကစားသမားနဲ့ဂိုးသမားနေရာတွေကိုအပြောင်းလဲလုပ်ဖို့ရှိနေတယ်။အဲ့ဒီအပြောင်းလဲလုပ်မယ်ဆိုတဲ့ဟာမှာဘယ်ကစားသမားတွေကလက်ရှိ Chelsea အသင်းနဲ့သတင်းတွေထွက်နေလဲပြီးလို့ရှိရင် Chelsea အသင်းကဘယ်ကစားသမားတွေကကောဒီအသင်းကနေထွက်ဖို့ရှိလဲပေါ့ဒီအကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာ ဆွေးနွေးသုံးသပ်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော် Chelsea အသင်းကဒီရာသီမှာကျွန်တော်ဒီပြောမယ်ဆိုလို့ရှိရင်ရလက်အရာကြည့်မယ်ဆိုလို့ရှိရင်တော့မဆိုးဘူးပေါ့အခုလက်ရှိမှာဆိုလို့ရှိရင်လည်းအမှတ်ပေးကြရမှာဆိုအဆင့်5ဆိုတဲ့နေရာမှာရက်တည်နေတယ်ကျွန်တော်ဒီယာဒီကတော့ Rosinia ရဲ့တရားတီလုံးအပြည့်ကင်တွယ်ခဲ့ရတဲ့ယာဒီတော့မဟုတ်ဘူးယာဒီဝက်ကြတော့မှပဲဒီ Azomaska ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာဒါ Starboard ကနေပြောင်းလာတာဘာဖြစ်ပြော Rosinia ကဒီ Azomaska သူစိတ်ကြိုက်ဝယ်ခဲ့တဲ့ကစားသမားတွေနဲ့ဒါ Rosinia ကသူအကောင်းဆုံးဖြစ်အောင်သူအခုအချိန်ထိစွမ်းဆောင်ပေးထားနိုင်ခဲ့တယ်။ဘာပြောရှိတဲ့လူရှင်းနဲ့သူအကောင်းဆုံးလုပ်ပြရတယ်။အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင် Chelsea ကဒီ center back position တော်တော်လေးကိုအားနေတဲ့အထဲမှာပါတယ်။ကျွန်တော်တနောင်မီဆိုလို့ကျွန်တော် Chalobah နဲ့ Fofana 2ယောက်ပဲရှိတယ်။ကိုဝဲကလည်း ACL ဖြစ်နေတာဖြစ်တဲ့ကြောင့်မလို့ပြန်လာမယ်ဆိုလို့ရှိရင်တော့အရင်လိုခြေစွမ်းမျိုးပြန်ရနိုင်မှာရနိုင်လိမ့်မယ်။ကျွန်တော် Fofana တောင်ကျွန်တော် ACL ဖြစ်ပြီးတော့ကျွန်တော်100ဒီလောက်ကတော်တော်လေးဝဲသွားသေးတယ်။အခုဒီရာဒီမှာတော်တော်ကြီးကိုပြန်ကောင်းလာတာဖြစ်တဲ့အတွက်ကြောင့်မလို့Chelsea အသင်းမှာကဒီ center back position အတွက်ကလည်းတော်တော်ကိုပြောမှဆိုလိုအပ်နေတဲ့အနေအထားဖြစ်နေအဲ့လိုအနေအထားကိုတောင်မှ Rosinia ကကောင်းကောင်းကင်တွယ်ပြီးတော့ဒါသူသုံးနေတယ် Fofana ဆိုလို့ရှိရင်လည်းပွဲတင်နိုင်မသုံးဘူးတပွဲချားစီသုံးတယ်ကျွန်တော်ဒီပွဲ Fofana ပါပြီဆိုနောက်ပွဲလို့ကြရင် Fofana ကိုကျွန်တော်ဒုတိယပိုင်းမိနစ်60ကျော်80လောက်မှထည့်တယ်အဲ့လိုပဲကျွန်တော် Chalobah ကိုလည်းအဲ့တိုင်းပဲကျွန်တော် Chalobah ပွဲတွေဆက်လာပြီးနှစ်ပွဲသုံးပွဲဆက်လာပြီးဆိုလို့ရှိရင်တပွဲအနာပေးပြီးတော့ကျွန်တော် Fofana တို့ဒီဘက်မှာကျွန်တော် Badiashile တို့နဲ့ပွဲကိုတစ်ချက်ပြန်ထိန်းလိုက်တယ်ပေါ့အဲ့လိုမျိုးလေးကျွန်တော်လှုပ်ပြီးတော့သုံးနေတာဖြစ်တဲ့ကြောင့်မလို့ Rosinia ကလည်းကျွန်တော်ဒီလက်ရှိ Chelsea အသင်းအားနေနေတဲ့ဟာတွေကိုသူ့ကြောင့်လဲ Chelsea အသင်းကနည်းနည်းကြီးအခြေအနေပို့ပြီးတော့မဆိုးသွားတာပေါ့ကျွန်တော် Rosinia ကတော်တော်လေးအခုလက်ရှိအချိန်မှာ Chelsea အသင်းနဲ့အဆင်ပြေနေတယ်ကျွန်တော်တို့ဒီယာဒီက Rosinia လိုချင်တဲ့ကစားသမားတွေမဟုတ်ဘူးဒါ Enzo Maresca သူ့စိတ်ကြိုက်ပါဆိုပြီးတော့ကျွန်တော်ဝယ်ထားတဲ့ကစားသမားတွေကြီးပဲကျွန်တော် João Pedro တို့ Dilat တို့ Garnacho တို့ဒီကစားသမားတွေကကျွန်တော်ဒီ Maresca ကြိုက်လို့ဆိုပြီးတော့ဝယ်ထားတဲ့ကစားသမားတွေပဲ Rosinia စိတ်ကြိုက်ကစားသမားတွေမဟုတ်ဘူးအခုဒီလာမဲ့နွေရာသီမှာ Chelsea အသင်းကဒါ Chelsea အသင်းဘုတ်ဖွဲ့ဘက်ကကောအသင်းပိုင်ရှင်တွေကကောဒီ Chelsea အသင်းရဲ့ဂိုးသမားနေရာနဲ့ကျွန်တော်တိုက်စစ်နေရာတွေအတွက်အပြောင်းလဲလုပ်မယ်ဆိုပြီးတော့ဒါသတင်းတွေမှာတက်တယ်ဒါဂိုးသမားနေရာမှာကကြတော့ Chelsea အသင်းအခုလက်ရှိဒါ Sanchez ကိုက Chelsea အသင်းကတော်တော်ကြိုက်နေတဲ့ထဲမှာပါတယ်ဘာလို့ဆို Sanchez ကဒီနောက်ပိုင်းပွဲစဉ်တွေပါကောနောက်လာမဲ့ရာသီမှာပါ Sanchez ကဒါ first try အဖြစ်ရွေးချယ်ခြင်းခံရမှာပဲဘာလို့ဆို Chelsea အသင်းနီးပြတွေရောဒီအသင်းပိုင်ရှင်တွေရောတော်တော်လေးကြိုက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် fan တွေဘက်ကြည့်မယ်ဆိုလို့ရှိရင်တော့ fan တွေက Sanchez ကိုလုံးဝမကြိုက်ဘူးဗျကျွန်တော်ကိုယ်တိုင်ကလည်း Sanchez ကိုမကြိုက်ဒါပေမဲ့ Chelsea က Sanchez ကိုဆက်ထားသွားဖို့ကတေချာတယ်အခုလက်ရှိမှာကကျွန်တော် Sanchez ရဲ့ဒါ Jorgensen ရဲ့2ယောက်ပေါ့ Jorgensen ကိုကကျွန်တော်ယာဒီကုန်တဲ့ခါကြာလို့ရှိရင် Chelsea အသင်းကရောင်းထုတ်ဖို့ရှိတယ်သူကိုယ်တိုင်ကလည်းအသင်းကနေထွက်ဖို့ရှိတယ်ဘာလို့ဆိုတော့ဒီ Sanchezရဲ့နေရာကိုမယူနိုင်ဘူးပေါ့ဒီ first try မရဘူး Sanchez ရဲ့အရန်ကစားသမားအဖြစ်နဲ့ပဲနေရတာဖြစ်တဲ့ကြောင့်မလို့ယာဒီကုန်တဲ့ခါကြာလို့ရှိရင် Chelsea အသင်းကနေထွက်ဖို့များတယ်အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ Chelsea အသင်းဘက်ကဂိုးသမားခေါ်မယ်ဆိုတဲ့နေရာမှာ Chelsea အသင်းကအခုလက်ရှိသူတို့စိတ်ဝင်စားနေတာက Sunderland အသင်းမှာဒီယာဒီတော်တော်လေးလက်စွမ်းပြနေတဲ့ဂိုးသမားရယ်ပြီးလို့ရှိရင် Brighton အသင်းရဲ့ဂိုးသမားကျုပ်Vertonghen ပေါ့ Vertonghen ကိုဒါ Chelsea အသင်းကစိတ်ဝင်စားနေတော့ Vertonghen အမှန်တိုင်းပြောမှဆိုလို့ရှိကောင်းတယ်နိုင်ငံအသင်းမှာတွေကသူ့ရဲ့လက်စွမ်းကကျုပ်တေးသေးချာမြင်တွေ့ခဲ့ရတာဗျာဒီ Netherlands အသင်းနဲ့အတူတူတော်တော်လေးလက်စွမ်းကောင်းတာကိုကျုပ်တွေ့ရတယ်ကျုပ်ပြီးလို့ရှိရင်ကျုပ်နောက်ထပ် Chelsea အသင်းဒီဂိုးသမား option ထဲမှာထည့်ပြီးတော့စဉ်းစားလို့ရတဲ့တယောက်ရှိသေးတယ်ဒါ Mike Magan ပေါ့ Mike Magan ကအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်တော်တော်လေးတန်တယ်ဆိုတာလဲသူကလည်းစာချုပ်တက်တန်းကုန်ပြီပြီးတော့အသက်အရွယ်လည်းကြီးနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Mike Magan ကဈေးတော်တော်လေးတန်တယ်သူ9တန်း2တန်း5တန်းလောက်နဲ့ကိုရနိုင်တာဖြစ်တဲ့အတွက်ကြောင့်လို့ Mike Magan ကိုတော့ပြန်ပြီးတော့ကျွန်တော်စူးစမ်းစေချင်တယ်ပေါ့တကယ်တခြားခုနရှေ့က Vertonghen တို့ဒီ Sunderland ဂိုးသမားတို့ထပ်စားလို့ရှိရင် Mike Magan ကပို့ပြီးတော့အတွေ့အကြုံလည်းရှိတယ်ခုန2ယောက်ထပ်ပို့ပြီးတော့ကောင်းလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဟုတ်ပြီကျွန်တော်ဂိုးသမား position အတွက်ပြောပြရဆိုလို့ရှိရင်တိုက်စစ်ပိုင်းအတွက်ပြောမယ်ကျွန်တော်တိုက်စစ်ပိုင်းမှာကဘာတွေအပြောင်းလဲလုပ်နိုင်မလဲပေါ့လာမယ့်နွေရာသီကြားလို့ရှိရင် Chelsea အသင်းကကျွန်တော်တိုက်စစ်အတွက်
ဒါအခုလက်ရှိ Atletico Madrid အသင်းရဲ့ဒါတိုက်စစ်ကစားသမား Julian Alvarez ကို Chelsea အသင်းကတော်တော်စိတ်ဝင်စားနေတယ်တကယ်လဲကြိုက်တယ်ကျွန်တော်ပတ်စံပေးရမယ်ဆိုလို့ရှိရင်လည်းပေးနိုင်တဲ့အနေထား Chelsea ရှိတယ်ဘာလို့ပေးနိုင်တဲ့အနေထားရှိလဲဆိုလို့ရှိရင်အကြောင်းရင်းတစ်ခုရှိတယ်တကယ်လို့ဒါ Julian Alvarez Chelsea အသင်းကိုရောက်မယ် Chelsea အသင်းကခေါ်မယ်ဆိုလို့ရှိရင်ကျွန်တော် Chelsea အသင်းအခုလက်ရှိဒီယာဒီမှာတုံးနေတဲ့တိုက်စစ်က D-Lab တို့ Garnacho တို့ Nato လို့ကစားသမားမျိုးတွေကိုရောင်းထုံးမှရလိမ့်မယ်ကျွန်တော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီယာဒီကုန်တဲ့ခါကြလို့ရှိရင် Chelsea အသင်းဘက်က D-Lab ကိုလည်းရောင်းနိုင်ခြေရှိတယ်ကျွန်တော် Nato တို့လိုကစားသမားမျိုးကိုလည်းရောင်းနိုင်ခြေရှိတယ်ကျွန်တော်ပြီးလို့ရှိရင်နောက်ထပ် Garnacho ပေါ့ဒီ3ယောက်ထဲကဘယ်သူတွေ Chelsea အသင်းကနေပြီးတော့ထွက်ခွာသွားရမလဲပေါ့တေချာတာကတော့ကျွန်တော်ဒီ Julian Alvarez ကို Chelsea အသင်းခေါ်မယ်ဆိုလို့ရှိရင် D-Lab ကိုထုတ်ကြမှာပဲ D-Lab တို့ဒီလက်မဟုတ်လို့ရှိရင်တော့မာဂူကြီးပေါ့မာဂူကြီးတို့လိုကစားသမားမျိုးအငားချတာတို့ထုတ်တာတို့လောက်ရလိမ့်မယ်ဗျာအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ Chelsea ရဲ့တိုက်စစ်အပိုင်းမှာဒါလေးအပြောင်းလဲရှိတယ်ပြီးလို့ရှိရင် Nicolai Jackson ကလည်းကျွန်တော် Chelsea အသင်းကိုပြန်ရောက်လာအောင်ပါကျွန်တော် Bayern Munich အသင်းကကျွန်တော် Chelsea အသင်းကပဲကန်ဆိုးချင်တာလားတော့မသိပါဘူး Bayern Munich အသင်းကသူတို့စာချုပ်ချုပ်တဲ့အချိန်မှာဒီ Jackson ကပွဲထွက်ခွင့်ပွဲ40ရလို့ရှိရင်သူတို့အနေနဲ့ယာဒီကုန်မှာဒါပေါင်65တန်းနဲ့အပိသက်ဝယ်ယူမယ်ဆိုတဲ့သဘောတူစာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Nicolai Jackson ကအခုချိန်မှာ Hurricane ရဲ့အရန်အဖြစ်ပဲကစားနေရတာဖြစ်တဲ့ကြောင့်မလို့ပေါ်ထွက်ခွင့်40မရခဲ့ဘူးအားကြောင့်ဒီယာဒီကုန်းမှာ Nicolai Jackson က Chelsea အသင်းကိုပြန်ရောက်မယ်ဟုတ်ပြီ Jackson ကပြန်ရောက်မယ်ဆိုတော့ Chelsea အသင်းမှာဆက်နေပါမလားတေးကြတယ်မနေဘူး Jackson ကပြောင်းပါပဲဘာလို့ဆိုတော့ဒီအပြောင်းရွှေ့မှာဒီကျွန်တော်ပြောမယ်ဆို Bayern Munich နဲ့အပြောင်းရွှေ့မှာသူတို့ဂျားထဲမှာပြဿနာတွေအများကြီးဖြစ်သွားတယ် Nicolai Jackson ကိုမလိုချင်လို့ကန်ထုတ်လိုက်တဲ့အနေထားမှာကျွန်တော်တို့ဒီကြားထဲမှာဒီလက် injury ဖြစ်သွားပြီးတော့ Nicolai Jackson ကိုပြန်ခေါ်တဲ့အချိန်မှာ Jackson ကလေစိတ်မှာဒီ Bayern Munich လေစိတ်မှာပဲရှိတော့မယ်ပြန်မလာဘူးဆိုပြီးတော့ညင်းထားတယ်အဲ့လိုမျိုးအကြောင်းအရာတွေရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ Nicolai Jackson တေချာပေါက်လာမယ့်ရာသီမှာ Chelsea အသင်းကိုပြန်ရောက်လာခဲ့တယ်ဆိုလို့ရှိရင်လည်းအသင်းကနေထွက်မှာဖြစ်တဲ့ကြောင့်မလို့ Jackson ကိုတော့ဖယ်ထားလိုက်ပြီးလို့ရှိရင်တိုက်စစ်ပိုင်းအတွက်ဆိုလို့ရှိရင်နောက်ထပ်ကစားသမားတစ်ယောက်ကျော် Chelsea အသင်းကြိုပြီးတော့သဘောတူညီမှုရထားတယ်ဂျာ Sporting က Quanta ကလည်းနောက်လာမယ့်ရာသီမှာ Chelsea အသင်းမှာလာရောက်ပူးပေါင်းတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Chelsea အသင်းရဲ့တိုက်စစ်ပိုင်းအတွက်ကတော့ဒီလိုကစားသမားမျိုးတွေဒါထက်ရောက်လာမှာဖြစ်တဲ့ကြောင့်မလို့လာမယ့်ရာသီမှာ Rosinia ရဲ့သူလိုချင်တဲ့ကစားသမားသူကစားချင်တဲ့ကစားပုံနဲ့သူကောင်းကစားရမှာဖြစ်တဲ့ကြောင့်မလို့နောက်ရာသီကတော့ကျွန်တော် Rosinia ရဲ့ကျွန်တော်ရာနှုန်းပြည့်သူ့ရဲ့စွမ်းဆောင်ရည်ကိုကြည့်ရမယ့်ရာသီလိုပဲကျွန်တော်မြင်တယ်ပရိသတ်တွေအမြင်မှာဆိုလို့ရှိရင်အခုနောက်လာမယ့်ရာသီမှာ Chelsea အသင်းအပြောင်းလဲတွေလုပ်ဖို့ရှိတဲ့ထဲကမှာဘယ်ကစားသမားတွေ Chelsea အသင်းကိုရောက်လာနိုင်မယ်လို့ထင်လဲပြီးလို့ရှိရင်ဘယ်ကစားသမားတွေကလည်း Chelsea အသင်းကိုစွန့်ခွာသွားရမယ်လို့ထင်လဲပရိသတ်တွေအမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်အဆုံးထိဝင်ရောက်ရှုပေးကြတဲ့ပရိသတ်တွေရောက်ရှင်းတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ် Chelsea အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘောလုံးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်အဆုံးထိဝင်ရောက်ရှုပေးကြတဲ့ပရိသတ်တွေရောက်ရှင်းတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ကိုဆွဲပါ